အတွက်ပေါ့နော် one of the treatment အနေနဲ့ထပ်ပြီးတော့ထည့်လိုက်တာပေါ့နော် complete ဖြစ်သွားပါဘောလောလောဆယ် anti aging lifting treatment တွေအများကြီးထဲမှာ self ပါထပ်ရောက်လာတဲ့အတွက်ကြောင့်ဒီ lifting အတွက် complete ဖြစ်သွားတာပေါ့နော်ဟုတ်အဓိကတော့နာကျင်မှုလုံးဝမရှိဘူး down time လုံးဝမရှိဘူးအဲ့တော့ကိုနေထိုးထိုးလိုမျိုး social အရန်သွားနေရတဲ့သူတွေအတွက်ဆိုလို့ရှိရင် down time မရှိတော့အဆင်ပြေရလေကြောင်ကြပတ်နေအေးဖြစ်ပါလေညာကောင်းတယ်မလီဒရိုက်တာဒီဝါကနေနေပါလေ self ကိုလုပ်ကြည့်ပါလုံးဝအဲ့လိုလေအနားယူနေသလိုပဲပြီးတော့နာမှာအရင်ကြောက်တဲ့သူတော်တော်ကြောက်တဲ့သူဆိုတဲ့အခါကျတော့ဒီကလုပ်ကြည့်ပါလို့ကြံပေးပါတယ်ပြီးတော့အတင်းချင်းလှပမှုကတကယ်သိတာပါတယ်ကိုလည်းလှကျင်တယ်ဘာဝကြကြလှကျင်တယ်ဆိုတော့ viewer ကိုတော့လုံးဝယုံကြည်ကြည်နဲ့လာခဲ့ပါလို့ဖိတ်ခေါ်ပေးပါတယ်monopolar RF တွေအများကြီးထဲမှာ Zaf ကတော့အထူးခြားဆုံး world first dual wavelength ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီ anti aging အတွက်တည်းမဟုတ်ဘူးဒီနောက်ပိုင်းပေါ့နော်အသက်အရွယ်အရာအုံမင်းရရောမှုကြောင့်တိုင်းအေးကြတာမျက်နှာတွေရော့ရဲလာတွေပေါ့အဲ့အရာတွေပါ lifting effect ပါပေးတဲ့ first monopolar RF ဖြစ်တဲ့အတွက်ကြောင့် pure အတွက်ပေါ့နော် one of the treatment အနေနဲ့ထပ်ပြီးတော့ထည့်လိုက်တာပေါ့နော်complete ဖြစ်သွားပါဘောလောလောဆယ် anti aging lifting treatment တွေအများကြီးထဲမှာ self ပါထပ်ရောက်လာတဲ့အတွက်ကြောင့်ဒီ lifting အတွက် complete ဖြစ်သွားတာပေါ့နော်ဟုတ် Wellness ကလည်းဘာပြောတာ world leading ဒီ gold standard set တွေပဲအများနဲ့တင်သွင်းပေးတာဆိုတော့စိတ်လက်ချဒီလို premium လည်းပြေဝရှိမှာပါဟုတ်အဓိကတော့ Zaf ကတော့ skin tightening ကိုအဓိကသွားတယ်ချွေးပေါက်လေးကျင်းတယ်အသားရိုးတင်းတင်းပြန်ဖြစ်တယ်ပေါ့နော်အဓိကတော့နာကျင်မှုလုံးဝမရှိဘူး down time လုံးဝမရှိဘူးအဲ့တော့ကိုနေထိုးထိုးလိုမျိုး social အရန်သွားနေရတဲ့သူတွေအတွက်ဆိုလို့ရှိရင် down time မရှိတော့အဆင်ပြေရလေအားလုံးပေါင်းဆက်ပြီးတော့အားရစီကိုအမြဲပုံပေါ်ပြရပါတယ်လက်ရောက်ပြောင်ပြောင်စွာပြင်သမားနိုင်ငံရဲ့ဆိုင်ရုပ်ရှယ်လူခေါ်တဲ့ signature quarter daily ဖြစ်တဲ့ Euro Quality Technica ကြောင်ကြပတ်နေအေးဖြစ်ပါလေညာကောင်းတယ်မလီဒရိုက်တာ Euro Quality ဖြစ်ပါတယ်မလည်းကိုရိုင်းလုံးကြည့်ချာဆိုတော့သူကတချို့ဆက်အတီဆိုနားရယ်နားကျင်နားရရှိရယ်သူကလုံးဝ down time ဟိုဟာမလို့ပေါ့နော်လုပ်ပြီးရတဲ့ဟို immediate result ကိုချက်ချင်းရတာနှစ်ပတ်နေရင်လည်းပို့ပြီးတော့ glow ပြီးတော့လှလာသေးတယ်အရန်ကိုတိတာပါတယ်ဒီကတော့နာမကြောက်တဲ့သူတွေနောက်ပြီးတော့အကြောက်တဲ့သူတွေနောက်ပြီးတော့ down time ပေါ့အဓိက down time မပေးချင်တဲ့သူတွေပြီးတော့တစ်ခါလုပ်ပြီးလို့ရှိရင်အချိန်က6လလောက်ပေါ့6လလောက်ခံနေဆိုတော့ဒါကဘယ်လိုပဲပြောခဏခဏလုပ်ဆရာမလို့အလုံးရှုပ်တဲ့သူတွေအတွက်အဆင်ပြေရပါတော့Finally serving over here in the Yellow Myanmar. Now the chain also be on the map. Yamma the Yellow Myanmar serve Yashi Lawabi. ဆိုတော့မဆိုစိတ်လေးတော်တော်လေးလုံးသက်တယ်ခင်ကရာရှန်တို့ဘာလို့ဆိုကိုရီးယားထိသွားလို့တာအဲ့မှာအရန် popular ဖြစ်သွားတာဒီ surf ကလေအားသာချက်ကတော့အဓိကခုနပြောသလိုနာကျင်တာမရှိဘူးပြီးတော့သူရဲ့ technology ကလည်းပို့ပြီး advance ဖြစ်လာတယ်ပေါ့နော်ဒါကတော့တိတိကျပြောအရန် invasive ဖြစ်သွားမှာဆိုတော့လေသူကအရန်ပို့ပြီးတော့နောက်မှသိထွက်တော့အရန်အားသာချက်တွေအရန်များတဲ့ခါကျတော့လူကြိုက်များတယ်ပြီးတော့ရာလက်ကလည်းချက်ချင်းသိတာတယ်ဒေါက်တာကိုရိုင်းလည်းဒီ treatment ကိုရိုင်းလည်းခံယူထားတဲ့သူတယောက်အနေနဲ့လည်း satisfy ဖြစ်တယ်သူ result တွေ2016မှာဒီမန်စာဆုံးနဲ့လူတိုင်းမဖြစ်နေလောက်ပါမဲ့ treatment ကတော့စားပဲဖြစ်သွားသူကနာမှာကြောက်တယ်လေမျိုးလဲထဲမှာအရင်ကြောက်တယ်ထဲမှာပါဒါလုံးဝအဲ့လိုဘယ်လိုပုံလဲလုံးဝမနာဘူးကွာတခြား true treatment တွေမှာနာတယ်သူတို့ပြောနေကြရရှိတယ်ဒါပေမဲ့ဒီ self ကိုလုပ်ကြည့်ပါလုံးဝအဲ့လိုလေအနားယူနေသလိုပဲပြီးတော့နာမှာအရင်ကြောက်တဲ့သူတော်တော်ကြောက်တဲ့သူဆိုတဲ့အခါကျတော့ဒီကလုပ်ကြည့်ပါလို့ကြံပေးပါတယ်ပြီးတော့အတင်းချင်းလှပမှုကတကယ်သိတာပါတယ် natural look ကိုမပြောင်းချင်ဘူးပေါ့နော်တဘာဝကြကြလေးနဲ့လှကျင်တယ်တင်းရင်လေးဖြစ်ချင်တယ်အဲ့လိုလူမျိုးတွေအတွက်ဆိုတော့ Zaf ကအရန်ကိုအသင့်တော်တဲ့ treatment တစ်ခုပါ Congratulations. အဲ့ဒီအချိန်ပေါ်သက်တာဆိုတာနဲ့တင်ကျွန်တော်ဘက်ကတော်တော်ဆွဲဆောင်မှုရှိနေပြီပေါ့နော်
ဟုတ်လားဆိုတော့ကျွန်တော်လည်းအဲ့ skin care သိမလို့ဖြစ်ဘူးဆိုတော့အချိန်ပေးနေရလို့မလို့ဖြစ်တာဆိုတော့အခုလိုမျိုးတစ်ခါလုပ်ပြီးလို့ရှိရင်6လလောက်ဒါကြီးကခံနေတယ်ဆိုတော့အဆင်ပြေပါဘောနော်ကျွန်တော်ဆွမ်းနာပြောလို့ပဲ pure ကတော့အမြဲတမ်း premium quality ကိုအမြဲထိန်းတယ်ပေါ့နော်ပြီးတော့စိတ်ချတာကျွန်တော်တို့ကအဓိကကျွန်တော်တကယ်စိတ်ချရတယ်ပြီးတဲ့အခါကျတော့ကျွန်တော်လည်းတခုခုဆိုလို့ရှိရင်ကွာကျွန်တော်တော့အသားရည်ဆက်မဆွမ်းနာပြောတော့ကျွန်တော်မတူကြဘူးပေါ့နော်မတူတော့ကျွန်တော်ဆိုလို့ရှိရင်လည်းအမြဲတမ်းရောက်လာတိုင်းတရားထိုင်ပြီးတော့မှတရား discuss လုပ်ပြီးတော့မှဘလို့ကိုကဘာလုပ်တင်တယ်ရှိတဲ့ဟာတွေအကုန်လုံးမလုပ်ပေးဘဲနဲ့ကွာဒီတိုင်းမဲ့ကိုတကယ်လိုတဲ့ဟာကိုပဲလုပ်ပြီးတယ်လုပ်လို့ရှိရင်လည်းသိတာတယ်ဆိုတော့ကျွန်တော်လည်း satisfaction လုပ်တဲ့နေ့မှာပဲချက်ချင်းရတယ်ဆိုတော့တော်တော်လေးအဆင်ပြေပါတယ် Oh my god pure wellness ကိုပဲကျွန်တော်ကျေးဇူးတင်ပါဘာလို့လဲဆိုတော့အမနဲ့တွေ့မှာပဲသူကကိုတို့လုံးဝမလုပ်လို့မရဘူးအဲ့မျိုးတွေသူပြောတော့လေလှုပ်ချင်လာပေါ့နော်ကိုယ့်အသားကို view ဆိုင်ရမှန်းသိအောင်လည်းပြောပြရတယ်ပေါ့နော်ဆိုတော့pure wellness ကတော့အဲ့လိုမျိုး connection တော့ဆွမ်းနာပြောလို့ရှိခဲ့ရပေါ့နော်အဲ့ကြမှာတာလဲကျွန်တော်လည်းအမှန်တမ်းပြောရင်တေချာလေးလောက်ရမယ်ဆိုမှသိလာတာပေါ့နော် ဘာလို့ဆိုတော့ချို့ကောင်းမွန်တဲ့ခန်းစားချက်တွေဆိုတာကိုကိုယ်တိုင်သွားကြည့်ပြီးတော့မှပို့ပြီးတော့သိတာမြင်ရပါလိမ့်မယ်။ဘာလို့မျိုးပြောလို့ရှိရင်ဟာသူကသွားနေကြမလို့ကောင်းတယ်သူ့ကိုကြတော့ပိုချစ်တယ်လို့ထင်နေမှာသွားကြည့်လိုက်ပါအားလုံးကိုဘယ်လိုခေါ်မလဲမင်းသမီးမို့လို့အပြင်လူမို့လို့လို့ခွဲခြားဆက်ဆံတာမရှိဘူး။ဘာလို့ဆိုဒီမှာလာပြီးတော့လုပ်တဲ့လူတွေအကုန်လုံးသူတို့အကောင်းဆုံးဝန်ဆောင်မှုပေးပြီးတော့စိတ်ရှိတယ်။အရှိပြတော့ခလေးလေးတယောက်လိုကြီးစိုက်တယ်ဟုတ်။ promotion လေးလည်းရှိရဒီနေ့လာဝယ်တဲ့သူတွေလည်းဒီမှာ special promotion တွေပေးမယ်ပြောတယ်အဲ့ကိုလည်းလာပြီးတော့ဒီ Zaf နဲ့ပတ်သက်ပြီးတော့ treatment လေးခံယူခြင်းနဲ့ဆိုရင်ဒေါက်တာတို့နဲ့လာရောက်ပြီးတော့ဆွေးနွေးဖို့အတွက်ဒါဖိတ်ခေါ်ပါတယ်ပိုလဲလှကျင်တယ်ဘာဝကြကြလှကျင်တယ်ဆိုတော့ view ကိုတော့လုံးဝယုံကြည်နဲ့လာခဲ့ပါလို့ဖိတ်ခေါ်ပေးပါတယ် view မှာတော့အကုန်လုံး lifting တွေအများကြီးရနေပြီဒီထဲမှာ Zaf လည်းရောက်နေပြီဆိုတော့ Zaf ကိုလည်း treatment လာလုပ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်